နာမည်နဲ့လက်ရှိပဲ major မှာတက်လား ညီမနာမည်က Notutu လို့ခေါ်တယ်လက်ရှိက international business တက်နေတယ် ဆိုတော့ international business ဘာလို့ယူရလဲ အဓိကကဒီဟာပြီးသွားလို့ရှိရင် hotel life နဲ့ပတ်သက်တဲ့ marketing ကိုအဓိကထားပြီးလုပ်ချင်တာအဲ့ဒါအရင်တော့ကလည်းhospitality အကြောင်းကသိပြီးသွားပြီဆိုတော့ marketing အကြောင်းကိုပို့ပြီးတော့ပို့ပြီးတော့သိချင်လို့ business ကိုတက်တယ် rank 6မှာ international business တက်ပြီဆိုလို့ရှိရင်ကျောင်းပြီးရင်ဘာလို့ဖို့ plan ရှိလဲ ကျောင်းပြီးသွားလို့ရှိရင်တော့ဒီ marketing sales and marketing နဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုဝင် try မှု plan လို့ရှိရဲအဲ့လိုနေ hospitality သွားရဲ sales and marketing ဘက်ကိုတော့ပို့ပြီးတော့အားတာတယ် international business မှာကိုကြိုက်ဆုံး subject ကပါလဲမင်းတို့ကိုအတွက် challenge ဖြစ်တယ်လို့ခံစားရတဲ့ subject ကဘယ် subject ဖြစ်မလဲ အကြိုက်ဆုံးရေလို့တော့မရှိဘူး ဘယ်မကြိုက်ဆုံးတဲ့ကြိုက်ဆုံးရလို့မရှိတယ်မှာအကြိုက်ဆုံးလို့ဖြစ်နေတာမျိုးပဲဆိုတော့ဘယ်အတောင်းကိုတက်ဖို့အတွက်ကိုအတွက် motivate ဖြစ်လဲငါတော့ဖြစ်တာ အခုတက်နေတဲ့ cross cultural အတန်းကိုတက်တဲ့ဟာတော့ပိုပြီး motivate ဖြစ်တယ်နည်းပို့ပါလေဖြစ်တယ်ပြီးလို့ရှိရင် culture အကြောင်းသင်ရတာဆိုတော့အရင် heavy မဖြစ်ပို့ပါလေဖြစ်တယ်ပြီးတော့အများကြီးဘဟုစိုက်ရတယ်အဲအကြောင်း ဆိုတော့ဘယ် subject ကကိုအတွက် challenge ဖြစ်တယ်လို့ခံစားရလဲ challenge ဖြစ်တဲ့ဟာကတော့အဲ့လိုleadership အပိုင်းလို့ဟာမျိုး lead လို့အဲ့လို leadership အပိုင်းနဲ့ပတ်သက်တဲ့ဟာမျိုးကြီးဆိုလို့ရှိရင်လည်း challenging ဖြစ်တယ် Branksy University မှာဘယ် department ကကျောင်းသားတွေရွေးချောလဲ ICT နဲ့ IP ရလူရပိုချောရလို့ထင်တယ် ဘယ် department ကျောင်းသားတွေကရုပ်ဆိုးရလို့ထင်လဲ ရုပ်သိပ်မဟုတ်ဘူး simple Okay. So guys. Okay. So တောင်းမှာ crash ရှိလား မရှိဘူး crash တော့မှာပြင်ပါ ချားနိုင်ရအောင် Okay. အော်ကျောင်းတယောက်ကိုအချက်၃ချက်ကိုအဓိကထားပြီးရွေးမယ်ဆိုရင်ဘယ်အချက်၃ချက်အဓိကထားရွေးမလဲ responsibility relation manners ဆက်စုပုံချအောင် responsibility အတိအကျတော့ relation manners Okay. manner ရုပ်ချောရ ရုပ်သေးရှိအောင်လို့လားရုပ်ချောမှာရက်ရှိတယ်မလို့လား ရုပ်လဲချောရမယ်ရက်လဲရှိရအောင်ဒါလဲရှိပါမယ် အရကကိုနဲ့တန်းလို့မရဘူး မရအောင် Okay. ဘန်ကောက်မှာနေတလောက်ဘယ်လောက်တုံးရလဲ 1000ဖက်1000ခွဲဝင်းကျင်လောက်တော့ကုန်နေတလောက်ဒါ living expense အပါဝင်ပေါ့ Okay. အင်ကန်ကဘယ်လောက်ပြရ income က4000မီတာကရောဘာပါဝင်ဆိုလို့ရှိရင်တော့4000ဝင်းကျင်ပေးရ ဒီကဘယ်အပိုင်းမှာပတ်စံများအောင်သုံးပြတာလဲ ဒီကအစားတောင်းနဲ့အဝတ်စားပို့ပြီးတော့ကုန်တယ် ဆိုတော့ဘန်ကောက်မှာနေတဲ့ဟာမှာကိုယ်အကြိုက်ဆုံးအပိုင်းကဘယ်လိုဖြစ်မလဲ ရှော့သွားရတော်တော်များများလေလို့ကောင်းတယ်ဘန်ကောက်မှာ attraction tourist attraction အများကြီးလည်းရှိရခါကျတော့အများနဲ့သွားကျင်တယ်တနေရအဲ့တနေရ Now international business ကိုလည်းတက်ကြမယ့်အကြောင်းသားတွေပါကြံပေးခြင်းလဲ international business ကဒီမှာဆိုလို့ရှိရင်တော့ခက်ပါတယ်တော်တော်လေးကပါတယ်အဲ့တော့ကြောင့်မလို့နည်းနည်းလေးပို့ပြီးတော့ soft study လုံနိုင်မယ်ဆိုလို့ရှိရင်ပို့အဆင်ပြေလောက်တယ် ညဘာ plan ရှိလဲ အရင်က ဒီညဘာ plan ဒီည birthday treat လိုက်စားဖို့တော့ plan ရှိကုန်းစင်ဖို့ plan ရှိပါတယ် ကျေးဇူးပါ ကျေးဇူးပါ